အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်ဒီအခုနာမည်အရန်ကိုကြီးနေတဲ့ X ပါရန် hot ဖြစ်နေတဲ့ဒီvideo generate AI ပေါ့နော်ကျွန်တော်တို့ဒီပထမဆုံးဆိုလို့ရှိရင်ကျွန်တော် video 3ပေါ်ခဲ့တယ်အခုနောက်ပိုင်းနောက်ဆုံးနာမည်ကြီးနေတာကျတော့ Clean 3.0ပေါ့နော်ဆိုတော့အဲ့လက်ရှိထွက်နေတဲ့အရန်ကောင်းနေဆိုတော့ဒီ Clean 3.0အောင်ကြော်တက်ပြီးတော့အခုအရန်ကိုနာမည်ကြီးနေတယ်ပေါ့နော်သူကဘာကြောင့်လဲဆိုတော့ကျွန်တော်သူကကြတော့ဒီ prompt လေးတစ်ခုနဲ့ထည့်လိုက်ရုံနဲ့ဒီ consistent character တွေရမယ်ဒီ multi shot တွေရမယ်ပြီးတော့ဒီ character ကလည်းကိုထည့်ချင်တဲ့ character ကိုပြင်ချင်တဲ့ပုံစံbackground ကအစားပြီးတော့ဒီ shooting style ပေါ့နော် shooting style အစားအကုန်လုံးသူကကြိုက်တယ်လို့ပြင်လို့ရတယ်ပေါ့နော်ကြိုက်တယ်လို့လုပ်လို့ရတယ်ပြီးတော့သူကသူလည်းဒီ prompt လေးနည်းနည်းရေးလိုက်ရုံနဲ့သူကသူဇလန်းစင်ပြီးတော့မှဒီ15စက္ကန့်ရှည်တဲ့အထိဖန်တီးလို့ရနေတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုထူးခြားတာကကျွန်တော်တို့ဒီမြန်မာစာလည်းသုံးလို့ရတယ်ကျွန်တော်ဒီမှာစမ်းကြည့်ပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော် personal account မှာဆိုရင်ကျွန်တော်စမ်းသမျှဟာတွေအကုန်လုံးကိုကျွန်တော်တင်ပေးထားတယ်ပေါ့နော်အခုဒီမှာကျတော့ကျွန်တော်ဒီဟာကိုဘယ်နေရာမှာသုံးလို့ရလဲဘယ်လိုသုံးလို့ရလဲပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော် sharing လုပ်ပေးခြင်းလို့ပါဆိုတော့ဒါတော့ကျွန်တော်တို့ဒီ YouTube တို့ဒီ X တို့မှာဆိုအရန်ကို hot ဖြစ်နေရပါတော့အရန်ကိုသုံးချင်နေကြတယ်ဘယ်သူမှတော့ဒါမသိသေးဘူးပေါ့နော်မသုံးနိုင်မသုံးထက်သေးဘူးပေါ့နော်ကျွန်တော်စောင့်နေကြတာပေါ့နော်ဆိုတော့ဒီဟာကိုကျွန်တော်ထင်တယ် officially ကကျွန်တော်တို့ဒီ24ရက်နေ့ဒီ February 24ရက်နေ့လောက်မှာ API နေသူကချပေးမှာပေါ့နော်အခုကျွန်တော်တို့ဒီမှာaccount တစ်ခုကို5 million token ရတယ်350ပေါ့နော်350 token 15 second တစ်ပုတ်ကို3သိန်းဖြတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီမှာ16ပုတ်အထိကျွန်တော်ထုတ်လို့ရထားတယ်ပေါ့နော်15 second နဲ့ဆိုရင်ပြောပါပေါ့နော်ဒီ second သူက5 second ကနေလည်းစထုတ်လို့ရတယ်ဆိုတော့5 second ဆိုရင်သူက3သိန်းလောက်ပဲဖြတ်ပါပေါ့နော်အပုတ်50လောက်ထိထုတ်လို့ရတယ်ပေါ့နော်သူကဒါ free ပေးထားတာဆိုတော့ကျွန်တော်တို့နောက်ထပ်5သိန်း50ပေါ့နော်50ထပ်လို့ချင်တယ်ဆိုလို့ရှိရင်နောက်အကောင့်ထပ်ဖွင့်ပြီးတော့ကျွန်တော်ကိုယ်ပိုင် Gmail နဲ့ဝင်ပြီးတော့ဖွင့်လိုက်ဒါနဲ့ထပ်ပြီးတော့တုံ့လို့ရမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီဟာဆိုရင်ဒါတစ်ကောင်ပြီးတစ်ကောင်ဒါအမြဲတမ်းတုံးလို့ free တုံးလို့ရမယ့် AI ပေါ့နော်လောလောဆယ်ပြီးတော့ဒီဟာအရန်လဲကောင်းတယ်ဆိုတော့စမ်းလို့အဆင်ပြေမယ်လို့ထင်တယ် Cadence 2ပေါ့နော်ဘယ်လိုသုံးလဲဆိုတာကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒီ browser မှာပေါ့နော်ကျွန်တော် www.bytes.com ပေါ့နော် bytes.com ဆိုပြီးတော့ကျွန်တော်တို့ရိုက်လိုက်တာနဲ့ကျွန်တော်ဒီ website ရောက်လာမှာပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ဒီမှာ sign in နှိပ်လိုက်ရုံပဲ sign in မှာကျွန်တော်တို့ဒီမှာကိုပိုင် Gmail နဲ့ပဲ continue with Google ပေါ့နော် continue with Google နဲ့ဝင်လိုက်တာနဲ့ကျွန်တော်တို့ဒီမှာကို account ကိုကြိုက်တဲ့ account ရွေးလိုက်ပေါ့နော်ကို account ကိုရွေးလိုက်တာနဲ့သူကဒီမှာ account ဝင်သွားမယ်ပေါ့နော် okay ဒီမှာကျွန်တော်တို့ဒီဖုန်းနံပါတ်တွေပါကျွန်တော်တို့ဖြည့်လိုက်မယ်ပေါ့နော်ဖြည့်လိုက်တာနဲ့ကျွန်တော်အကောင့်ရပြီပေါ့နော်token ရပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာ Binance ပေါ့နော် Binance Cdance လို့ရေးထားတယ်ဆိုတော့ဒီ Cdance ရဲ့ဒီပိုင်ရှင်က Binance ပေါ့နော် Binance ဆိုတာကျွန်တော်တို့တမျိုးအဖြစ်ကက်ရဲ့ပိုင်ရှင်ပဲတူတူပဲပေါ့နော်ကက်ကုမ္ပဏီဆိုတော့ကျွန်တော်တို့ကက်မှာဒီ Dreamania AI ဆိုပြီးတော့တက်ထိုက်ရှိနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာလည်းနောက်ဆုံးထွက်တဲ့ model ကနောက်ဆုံးထွက်မဲ့ AI ဒီ video generate ကလည်းဒီ Cdance 2ပဲဖြစ်မှာပေါ့နော်ဆိုတော့အဲ့ဒီမှာကက်မှာကို credit ရှိရဆိုလို့ရှိရင်ပေါ့နော် AI credit ရှိရဆိုလို့ရှိရင်ကက်ရဲ့ဒီ video generate ကိုတွားပြီးတော့လေ့လာကြည့်လို့ရတယ်ဆိုတော့ဒီဟာလည်း Cdance ပဲဖြစ်ဖို့များတယ်ပေါ့နော်ဆိုတော့ဒီဟာတွေအကုန်လုံးက Binance ကပဲပိုင်တာဖြစ်တယ်ဆိုတော့ဒီဟာလည်းကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ကကြာတော့ဒီမှာ350ရုံးကိုသုံးလိုက်ပြီးပါပြီပေါ့နော်ကျွန်တော်စမ်းကြည့်ပြီးပါပြီဒီမှာ16ပုံရတယ်ပေါ့နော်ဆိုတော့ result ကလည်းဒါတော်တော်လေးကောင်းတယ်မြန်မာလိုလည်းစမ်းလို့ရတယ်ပေါ့နော်မြန်မာလိုလည်းစကားပြောတယ်ပေါ့နော်ဆိုတော့ okay ဒါကျွန်တော်ဒါစမ်းထားတာတခုကိုကျွန်တော်ပြပါတော့နော်ဆိုတော့ဒီဟာဆိုရင်ကျွန်တော်ကိုယ်ပိုင်ပုံထည့်တယ်ပြီးတော့ဒီ Google ရဲ့ reference ပေါ့နော် reference ဓာတ်ပုံထည့်ထားတယ်ထည့်ထားပြီးတော့ဒီမှာ prompt လေးတိတိလေးပဲရေးထားတာပေါ့နော်ဒီ
ဒီမှာချတဲ့ prompt လေးတိတိလေးပဲရေးထားတာဟိုမှာသူကသူဒီ multi frame တွေ zelen ဇက်ကွက်တွေသူကသူနောက်ဆုံးဒီ final shot ထိပေါ့နော်သူကသူဒီဆင်သွားတာပေါ့နော်ဆိုတော့ဒီဟာကဘယ် AI မှမရသေးဘူးဒီ Binance တစ်ခုထဲမှာပဲရသေးတယ်ပေါ့နော်ဆိုတော့ဒီ Seedance 2ကဘယ်မှသုံးလို့မရသေးဘူး official မထွက်သေးဘူးအကုန်လုံးလည်းမျှော်နေကြတာဖြစ်တယ်ပြီးတော့ဒါကျွန်တော်ဒီဗီဒီယိုကြည့်တဲ့လူတွေကတော့ဒါအကုန်လုံးဒါသုံးလို့ရသွားလိမ့်မယ်ပေါ့နော်သုံးမှုရလိမ့်မယ်ဆိုတော့စမ်းကြည့်ပါဆိုတော့လောလောဆယ်ကျွန်တော်ပြောချင်တာကဒီမှာဗီဒီယို upload တွေတပ်ဖို့ upload တွေကိုသူပြန်ပိတ်ထားတယ်ပေါ့နော်ကျွန်တော်ကတော့မှီလိုက်တော့ကတော့ကျွန်တော်ပုံနေကျွန်တော်တင်ပြီးတော့ကျွန်တော်စမ်းကြည့်တယ်အဆင်ပြေတယ်ပေါ့နော်ဆိုတော့သူကကိုပုံကိုထည့်ပြီးတော့လည်းလုပ်လို့ရတယ်ပြီးတော့နာမည် mention ပေးပြီးတော့ပေါ့နော်ဒါနာမည်ကြီးရဲ့လူတွေဒါမှမဟုတ်ဒီ Marvel character တွေပေါ့နော် mention ပေးပြီးတော့လည်းကိုလိုချင်လို့ဇက်ကွက်ဆင်ပြီးတော့15စက္ကန့်ရှည်အထိထုတ်လို့ရတယ်ဒါပေမဲ့တစ်ချက်ကသူ့မှာကကြတော့ဒီ resolution က920ကအများဆုံးပဲပေါ့နော်ဆိုတော့ဒီမှာကျတော့ frame ကလည်း ratio ကလည်းကြိုက်တဲ့ ratio ထုတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဒီ Binance ကဒီ Seedance 2.0ပေါ့နော်2.0ဦးပြပြသုံးလို့တက်သွားလိမ့်မယ်ပေါ့နော်သုံးနိုင်သွားလိမ့်မယ်free သုံးလို့လည်းရတယ်တစ်ကောင့်ကို350ဆိုတော့ခုနကျွန်တော်ပြောလို့တစ်ကောင့်ကို15စက္ကန့်ထုတ်ရင်တော့16ပုတ်လောက်ထုတ်လို့ရတယ်ဗျာဆိုတော့ Gmail ရှိသလောက်ပေါ့နော် Gmail ရှိလောက်အများကြီးထုတ်လို့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီဗီဒီယိုလေးကတော့ဒီဘယ်လိုသုံးလဲဆိုတာကိုပြောပြပေးတာဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာကျွန်တော်ဒီ tutorial တွေပေါ့နော် prompt engineering တွေဘယ်လိုကြိုးပြုလဲပေါ့ဘယ်လိုပိုကောင်းလဲဆိုတာကိုထပ်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးပါတယ်ဗျာ